အားလုံးပဲမင်္ဂလာပါကျွန်တော်ဦးချစ်ဖြစ်ပါတယ်လူအများစုကခေါင်းဆောင်ဆိုတာရှေ့ကနေမိန်ပြီးလမ်းပြရမယ်လို့ပဲထင်ကြပါတယ်ဒါပေမဲ့တကယ်ပညာရှိခေါင်းဆောင်ဆိုတာကတော့မိသားစုဝန်တိုင်းစိတ်အေးလက်အေးခိုလုံနိုင်တဲ့အေးမြတဲ့အရေးတစ်ခုဖြစ်အောင်ကြိုးစားသူပါဒီနေ့မှာတော့ကျွန်တော်တို့ရဲ့မိသားစုကိုဘယ်လိုမျိုးလုံခြုံအေးမြတဲ့ခိုလုံရာတစ်ခုဖြစ်အောင်တည်ဆောက်မလဲဆိုတဲ့အချက်တွေကိုမျှဝေပေးသွားမှာပါပထမဆုံးလက်တွေ့ကြတဲ့အချက်ကတော့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုပေးခြင်းပါပဲမိသားစုဝင်တစ်ယောက်ဟာအမှားတစ်ခုခုလုပ်မိတဲ့အခါဒါမှမဟုတ်အခက်အခဲကြုံတဲ့အခါငါ့ကိုအပြစ်တင်ရမလားလို့ကြောက်ရွံ့နေမယ်စားငါစီမှာနားလည်ပေးမဲ့သူရှိတယ်ဆိုတဲ့ယုံကြည်မှုကိုပေးထားနိုင်ကြခေါင်းဆောင်မှုရဲ့အမြင့်ဆုံးစွမ်းအားပါသူတို့မှားယွင်းတဲ့အခါဘာလို့လုပ်တာလဲလို့အပြစ်တင်မယ်စားဘာတွေခံစားနေရတာလဲငါဘာကူညီပေးရမလဲဆိုတဲ့စကားလုံးနဲ့စတင်ပါဒီစကားတစ်ခုကပဲသူတို့အတွက်လောကကြီးမှာအလုံးကျုံဆုံးသောခိုလုံရာဖြစ်သွားစေမှာပါဒုတိယအချက်ကတော့လိုအပ်ချက်ကိုကြိုတင်မြင်အောင်ကြည့်ပြီးတိတ်တိတ်ဆိတ်ဆိတ်တာဝန်ယူတဲ့ခြင်းပါပဲဒီနေရာမှာကျွန်တော်ကိုယ်တိုင်လည်းအရင်ကအားနည်းချက်ရှိခဲ့ပူပါတယ်မိသားစုအတွက်တစ်ခုခုလုပ်ပေးပြီးရင်ငါလုပ်ပေးတာသူတို့သိစေခြင်းနဲ့ကျေးဇူးတင်ခံခြင်းနဲ့ဆိုတဲ့အတ္တစိတ်လေးဖြစ်ခဲ့ပူပါတယ်ဒါပေမဲ့ကျွန်တော်တတိထားမိလာတာကငါရဲ့စေတနာဟာသူတို့ရဲ့ချီးကျူးစကားပေါ်မှာမူတည်နေရင်အဲ့ဒါစစ်မှန်တဲ့ပေးဆက်မှုမဟုတ်တော့ဘူးဆိုတာပါပဲသူတို့လေးတွေမတောင်းဆိုခင်မှာလိုအပ်တာလေးတွေကိုကြိုတင်ဖြည့်ဆည်းပေးလိုက်တဲ့အခါဘာမှပြန်မပြောဘဲတိတ်တိတ်လေးလုပ်ပေးလိုက်တဲ့အခါမှာသူတို့ရဲ့ပျော်ရွှင်မှုကိုမြင်ရတာကကျွန်တော်အတွက်အကြီးမားဆုံးဆုလက်ဖြစ်လာခဲ့ပါတယ်မိသားစုရဲ့ခေါင်းဆောင်ဆိုတာအခွင့်အာဏာကိုအသုံးချသူမဟုတ်ပါဘူးမိသားစုဝင်တွေအတွက်လုံခြုံမှုပေးနိုင်သူသူတို့မသိအောင်တိတ်တိတ်လေးတာဝန်ယူပေးဆက်နိုင်သူကိုသာဆိုလိုတာပါသင်ပေးလိုက်တဲ့အေးမြတဲ့အရေးတိုင်းဟာသင်မိသားစုရဲ့အနာဂတ်ကိုပုံမခိုင်မာစေပါလိမ့်မယ်ဒီနေ့ကစပြီးသင်မိသားစုဝင်တွေအတွက်အမိန်ပေးသူထက်နားလည်ပေးသူအဖြစ်စမ်းသပ်ကြည့်ပါသူတို့ရဲ့မျှော်လင့်ကအေးချမ်းမှုတွေကသင်အတွက်အကောင်းဆုံးဂုဏ်ပြုစုဖြစ်ပါလိမ့်မယ်အားလုံးပဲမေတ္တာနဲ့တည်ဆောက်တဲ့ခေါင်းဆောင်ကောင်းများဖြစ်ကြပါစေဗီဒီယိုကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ဒီနေ့ကနေလက်နဲ့ကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကဦးချစ်မြန်မာဖြစ်ပါတယ်အားလုံးကိုကျေးဇူးပါ